ဒီနေ့ဖဲမြက်လိုက်တစ်ခွက်တက်ပြီးမယ်သူဖဲထုတ်ရှိတယ်ဒီကောင်ကိုရောလိုက်မယ်ဒါပဲဖဲတော့နေပြီးတကယ်ယူပြလိုက်ရတာရွေးရကအဲဒီကောင်ကိုဖဲထုတ်ကြိုက်ထည့်လိုက်မယ်ဒီကောင်နော်ဒီကောင်နဲ့ဝင်လိုက်မယ်ဒီကောင်ကို1 2 ဘာမှတော့မပြောင်းတော့ဒါနဲ့ခဏဖဲလိုက်ထည့်လိုက်တဲ့ဖဲကပြောင်းပြန်လန်နေမယ်ဒီကောင်ကိုကြည့်မယ်ပုံမှန်ပဲတကယ်လည်းတော့ခဏကွက်ကိုဘယ်လိုပြရမလဲဆိုတော့ကျွန်တော်ဖဲထုတ်ရှိဒါပြင်ကျွန်တော်ဒီကောင်ကိုမပြခင်မှာဒီဖဲထုတ်ရဲ့အောက်ဆုံးတကက်ပေါ့ဒီကက်ကိုလန်ထားရမယ်ဒီလိုဒါဆိုဖဲတစ်ထုပ်လုံးကမောက်နေမယ်ကွာသူကတကက်ပဲလန်နေတယ်ဒါပရိသတ်ကိုမပြခင်ပေါ့ကျွန်တော်တကက်ဂျူလန်ထားမယ်ဒါပြင်သူ့ရှိပါပြောပြမယ်ဒါပြင်သူ့ကိုတကက်ယူခဲ့လိုက်မယ်ဟိုမှာသူကတကက်ယူရဆိုတော့သူတကက်ကိုကြည့်နေတဲ့ချိန်မှာကျွန်တော်ဘက်ကဒီကောင်ကိုလန်လိုက်မယ်ဒါဆိုတစ်ထုပ်လုံးကလန်နေမယ်ဒါပေမဲ့တကက်ကွယ်တော့သူကမှောက်နေထင်ရကွာဒါပေမဲ့သူတို့တရားကိုကြည့်လိုက်တယ်ဒါ8ကဒီကောင်ကိုကြားထဲထည့်လိုက်မယ်ကြိုက်တဲ့နေရာထည့်လို့ရဒါပေမဲ့ဒီကောင်ကိုနှိပ်ဝင်လိုက်မယ်တော့ပုံမှန်ဒီကောင်လေးကိုကျွန်တော်နည်းနည်းလက်နဲ့ကာနေတဲ့ချိန်မှာဒီကောင်ကိုပြန်လန်လိုက်မယ်ဒီကောင်ကိုလန်ပြလိုက်မယ်သူဖဲတကက်ပဲလန်